အိမ်ဆဲမှာဒီလို data တွေအများကြီးတဲ့ကမှာကိန်းနှန်းတွေကိုပဲတည်တံ့ဆွဲထုတ်ချင်တယ်ဆိုရင်ပုံမှန် copy paste နဲ့သုံးစရာမလိုပဲနဲ့စမလို့အလွယ်ဆုံး format အသုံးပြုနည်းလေးကိုမျှဝေပေးမှာဖြစ်လို့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးသွားပါရှင်ပထမဆုံးအနေနဲ့ကတော့ကိုသုံးနေတဲ့ data လေးတွေကိုအရင်ဆုံးဆက်လက်လေးပေးလိုက်ပါပြီးတော့ရင် keyboard ကနေ control ရဲ့ G ရဲ့ကိုနှိပ်ခဲ့ပေးလိုက်ပါပြီးရင် smooth special လေးတောင်းသွားမယ်ပြီးတော့ရင်တော့ constant ဆိုတာလေးကိုနှိပ်ခဲ့ပေးလိုက်ပါဒီနေရာမှာဆိုရင်စမတို့ကဒီထဲကမှ number တွေကိုပဲတည်တံ့စစ်ထုတ်ချင်တာဖြစ်တဲ့အတွက်ဘာလို့ပြရမှာလဲဆိုလို့ရှိရင်စမတို့က number ဆိုတာလေးကိုပဲရွေးခဲ့ပေးလိုက်ပါပြီးပြီးဆိုရင်တော့စမတို့ဒီ okay လေးပေးလိုက်ပါဒါဆိုရင်သူက number တွေကိုပဲ selection ဝင်သွားမယ်ပြီးပြီးဆိုရင်တော့ copy ကူးမယ်ပြီးပြီးဆိုရင်တော့ cursor ချမယ် paste ကိုနှိပ်ခဲ့ပေးလိုက်ပါဒါဆိုရင်ဒီနည်းလမ်းလေးကအားလုံးအတွက်အကျိုးရှိမယ်လို့ထင်ပါတယ်ရှင်ဗီဒီယိုလေးကအကျိုးရှိတဲ့ဆိုရင် comment မှာ yes လို့ရေးခဲ့ပေးပါအောင်ရှင်